ကဲဘာလို့လုံးနဲ့ပေါ့နော်ဒါဒီတကြံအကြနေရောက်လာပြီခုတစ်ထိဒါရေတည်းမှမဆိုသေးရဲ့လူတွေရှိရင်ဒီကိုမမမိုက်ခဲ့အောင်ပြီးတော့လမောင်းလဲဝါသနာပိုင်းညီကိုတွေဒါပျော်လာတဲ့ပျော်ပေါ့နော်အခုက training လေးလည်းမပြတ်စင်နဲ့ဘာလို့လဲတို့တကြံပိတ်ရကြမှာကျွန်တော် training ဒါဖိပြီးလုပ်လို့ရတာပြီးတော့ကျွန်တော်တိတ်မကြခဲ့ပါလဲဒါပြိုင်ပွဲတွေရှိတော့မယ်ပြိုင်ပွဲတွေဆိုတာကျွန်တော်အခုဒီ9လပိုင်း first week ကနေစပြီးတော့ကျွန်တော်ဒါဘကူပသိမ်ပြည်ပေါ့နော်ကျွန်တော်ဒီ3ခုဇက်တိုက်လုပ်ပြီးရတဲ့ရန်ကုန်မှာ final ထက်ပြန်ရမှာဖြစ်လို့ရန်ကုန်ကကစားသမားတွေရောအခုနေရကစားသမားတွေရောပေါ့နော်အကောင်းဆုံးပြင်ဆင်ထားကြတကြံရက်မှာပဲရှောက်ပြီးကဲမနေကြတဲ့မကြောက်ကိုယ်တိုင်ဆိုလို့ရှိရင်လည်းဒီမှာလူကဘာမှကိုမရှိတော့ဘူးဒီနေ့တကြံအစတော့တတင်းဝင်နေရတယ်စဆော့မယ်ဆိုမဆော့ဖြစ်ဘူးတတင်းဝင်နေလည်းမဆော့ဖြစ်ဘူးအကျိုးနေလည်းမဆော့ဖြစ်ဘူးနေ့ဒါကြနေမှစဆော့ရတာမဆော့ခင်မှာ pre workout နဲ့ front တင်မယ်ကျွန်တော်ငကုံက pre workout တွေပြည့်နေတယ်ကြာပြီကျွန်တော်လာမေးကြလို့ပေါ့နော် protein တွေရောဒီမှာ creatine တွေရောမှာ pre workout တွေရောအစုံပြန်ရောက်ထားပါပြီလို့နော်လိုချင်တဲ့ညီကိုတွေရှိရင် CP မှာဆက်သွယ်ပေးပါပြီးတယောက်မေးထားညီကိုတွေလည်းကျွန်တော်တချို့အရင်တော့ protein တွေမရခင်တော့ဖုန်းဆက်ပြီးမေးကြတဲ့ညီကိုတွေဒါကြောင့် contact မှတ်ထားပြီးပြန်ဆက်ပေးပါမယ်ဒီများပါလားမသိ pre workout ကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့က training မလုပ်ခင်မှာလုံးဝဘယ်လိုပြောမလဲလုံးဝ strength အပြည့်နဲ့ဆော့လို့ရတယ်ဗျာလုံးဝဆော့ကျင်နေရပါကြလားကျွန်တော်တနားရီဆော့လည်းမလောက်2နာရီဆော့လည်းမလောက်3နာရီဆော့လည်းမလောက်ဗျာလုံးဝကိုဆော့နေတဲ့အချိန်မျိုးမှာတော့လုံးဝကိုအားမကုန်တာဒါအများကြီးမုံတော့ဒါကျွန်တော်ဟိုပါပဲ pre workout တစ်စုံပဲဒီကောင်ဒီတပူးဆိုလို့ရှိရင်ကျွန်တော်ဟိုလောက်ခံတယ်2လနီးပါးလောက်ခံတယ်ဗာ330 gram ပါတာဟိုကျွန်တော်ကတစ်ခါတောက်မှဒါ5 gram ပဲ5 gram 330 gram တော့ကျွန်တော်2လလောက်ခံတယ်ကဲခဏကြာရင်အလေးတင်ပြီးဆော့မယ်ညီကိုတို့ကျွန်တော်နောက်ရက်တွေမှာ training နဲ့ပတ်သက်ပြီးတော့ video တွေ sharing လုပ်ပေးသွားမယ်။၎င်းလဲဝါသနာပါတဲ့ညီကိုတွေကိုယ့်ကို champion ဖြစ်မယ်လို့မှန်းထားတဲ့ညီကိုတွေတကြံရက်မှာလုံးဝမကဲကြပါနဲ့။ကဲတာလည်းကဲပေါ့နော်။ကိုယ့်ရဲ့ training ကိုလည်းတကြံ4ရက်မှာ2ရက်လောက်တော့အကောင်းဆုံးလေးပြင်ဆင်ထားပါ။ကဲကျုံးမှာငါရရင်